အလုံးမဲ့မင်္ဂလာပါ MD1 ကိုတရားဆိုင်ကရောင်းဝယ်ရတဲ့ကျူဆိုပါတယ်အမျိုးအစားလဲကောင်းရမယ်မော်ဒယ်လဲမြင့်ရမယ်လိုင်စင်လဲပါရမယ်ဆိုရင်တော့ကျွန်တော်စီမှာစူပါအမ်ဘိုစီဇိုင်းစက်ရုပ်လေးတစ်စီးရောက်ထားပါတယ်စူပါအမ်ဘို125စီဇိုင်းစက်ရုပ်လေးဖြစ်ပါတယ်မန်လေးလိုင်စင်မော်ဒယ်2018ဖြစ်ပါတယ်ကျွန်တော်14ရင်နှုတ်ပြပါမယ်မီးလှလေးတွေကစလာရယ်နော်သူ original မီးအလှလေးတွေဗျာကျွန်တော်14ရင်နှုတ်ပြပါမယ်တက်ထီနိုလီဗာလေးပုတ်ပြပါမယ်ကျွန်တော်လီဗာပုတ်ပြတာဖြစ်ပါတယ်ဘိန်းချောင်းလေးရှင်းပြပါမယ်စူပါအမ်ဘို125စက်ရုံမော်ဒယ်2018မန်လေးလိုင်စင်တက်တန်းလန်းကြံမယ်အင်ဂျင်ပါကင်စိုက်ဖြစ်မယ်နော်အင်ဂျင်မဖွင့်မလက်မတိုးမထိရသေးဘူးဗျာအင်ဂျင်ခွာရခွင်းရမရှိသေးဘူးနော်အင်ဂျင်ဖွင့်လိုက်ကင်းကင်းနဲ့လိုချင်တဲ့မိတ်ဆွေတွေကျွန်တော်စီမှာစူပါအမ်ဘိုဘိန်းရှယ်လေးရှိမယ်နော်အင်ဂျင်ဆွဲရုံကောင်းမယ်မီးကိုရှင်းမယ်စီယိုစိတ်ကိမယ်ခိုးတန်ဘောတန်ရှင်းမယ်စတက်ထီနိုစီဂိတ်ကွာရိမီးလိုက်နေအကုန်လုံးလုံးမယ်နော်အော်စစ်အော်ကပါအော်စတေကာအော်ထိုင်ကုန်အော်အေဇော်အော်ကျော်ပတ်လက်အမှန်အလားလေးနဲ့ရမယ်နော်အင်ဂျင်အောက်ထဲခန်းနေရကစားဘိတ်တော်လှသေးတယ်ဗျာအော်ဆေးပတ်လက်နဲ့ဖြစ်တယ်ခရင်လေးတွေအင်ဂျင်ကန်းလေးတွေကစားအော်ဆေးပတ်လက်လှသေးတယ်ဗျာကာပါစတေကာအော်ဆေးပတ်လက်လှမယ်နော်ဘိတ်တော်ကိုလှတဲ့အခြေခံကောင်းတဲ့ဘိန်းလေးတွေဘိန်းလေးဖြစ်ပါတယ်ဗျာအိဇောလေးကစားသူ original အိဇောဘောဖလန်းလေးကစားအိဇောဖလန်းကစား original ဖလန်းနဲ့လားနော်65ရပလက်အတန်းနဲ့ထွက်မယ် model 2018နဲ့ထွက်မယ်နော်ဒါကျွန်တော်ဆက်နိုးပေးထားတာဖြစ်ပါတယ်စီဂိတ်တွေလည်းလုံးလုံးမယ်နော်မထိုင်ကုန်တွေပဲဖွင့်ပြပါမယ်ဗျာအော်ထိုင်ကုန်ချက်စီကနန်းလေးလည်း100ရာခိုင်နှုန်းလှမယ်နော်ချက်စီအာမခံမယ်နော်ဒါဖိနန်ကုန်ကခနန်ကုန်ကစားသူစူပါအမ်ဘိုခုံဖြစ်မယ်နော်ခုံအတူဖြစ်မယ် original ကုန်ဖြစ်မယ် original တော့တစ်ချောင်းပါမယ်နော်ဟောတော့တစ်ချောင်းပါမယ်အော်ထိုင်ကုန်ဗတ်မှန်ပါမယ်နော်ကျွန်တော်လိုလာလေးဗတ်မှန်လေးကစားထည့်ပေးထားပါတယ်ဒီဘိန်းလေးကိုတော့16သိန်း8000ရှော့တင်းပပနဲ့ရောင်းချပေးပါမယ်မန်လေးမြို့တင်58နဲ့173နဲ့အနီးကိုတူရဆိုင်ကရောင်းဝယ်ရေးအိမ်မှာဘိန်းလာရောက်ကြည့်ရှုရပါမယ်စီယိုစီစိတ်ဆိုရင်လည်းကြည့်ပါဗျာအင်ဂျင်တော်မလက်ရသေးဘူးနော်အင်ဂျင်မှာစီယိုနေတာတွေစီဝေးနေတာတွေလုံးဝမရှိဘူးနော်အခြေခံလေးတွေဆိုလည်းကြည့်လိုက်အင်ဂျင်ကန်းလေးတွေသူအော်စစ်ပတ်လည်းအလားလေးဖြစ်တယ်နော်ခရင်တွေကစားသူ original ဆေးနဲ့လာမယ်နော်ရှစ်တာယာအစ်စ်နောက်တာယာအစ်စ်နဲ့ရမယ်နော်ရှစ်တာယာအစ်စ်နောက်တာယာအစ်စ်ချင်းစွာကလည်းမလိုဘူးနော်အင်ဂျင်ဝိုင်းကစားအစ်စ်လဲပြီးသားဗျာကျွန်တော်ပြောဖို့မေ့နေလို့အင်ဂျင်ဝိုင်းကစားအစ်စ်လဲပြီးသားအရင်တည်းစီထက်ပြီးစီးုံမယ်နော်16သိန်း8000ရှော့တင်းပပနဲ့ရောင်းချပေးပါမယ်မန်လေးမြို့တင်58လက်173လက်အနီးကိုသူရဆိုင်ကရောင်းဝယ်ရေးအိမ်မှာဘိန်းလာရောက်ကြည့်ရှုနိုင်ပါတယ်အော်ကျော်ပတ်လက်အမှန်အလားလေးဖြစ်ပါတယ်ဖုန်းနံပါတ်လေးက0998011134 9839113334ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်